ဝတ်ကြွေးတွေကခမရတို့ဘဝမကူးဘူးနော်ဟမ်ရှိလားမရှိဘူးလားသူများစိတ်ဆင်းရဲအောင်လုပ်ခဲ့ရင်ကိုယ်လည်းစိတ်ဆင်းရမယ်သူများကိုနိုင်တဲ့စီးနေလုပ်ခဲ့ရင်ကိုယ်လည်းနိုင်တဲ့စီးနေလာမှာသူများနိုင်ထားရင်ကိုယ်တိုင်တဲ့လူပေါ်လာမှာပဲသဘောပါသလားအကြောင်းမကောင်းရင်ရင်ထဲမှာဦးဇင်းတို့ဘာလို့ဒီလောက်အားစိုက်ဟောနေသလဲဒီလောက်ပြောနေသလဲတချို့လာသေးတယ်အဲ့ဘုန်းကြီးနာမည်နိုင်ငံရေးဟောလို့နာမည်ကြီးတာလေနိုင်ငံရေးဟောချုပ်ထဲရောက်နေကြလားချုပ်တော်မဟုတ်ဘူးထောင်ထဲတောင်ထွက်ရမှာမဟုတ်ဘူးနင်တို့နိုင်ငံရေးပြောနေတာလားသာသနာရေးပြောနေတာလားခင်ဗျားတို့လူဘဝရတဲ့အခိုက်ကလေးအကျွေးကင်းအောင်လိုက်ဟောနေရှင်းသလားကိုယ်တိုင်လည်းကိုစားထားတဲ့ဆိုးကိုဝတ်ထားတဲ့သင်္ကန်းဒီမဲ့ဒီသင်္ကန်းလေးတချို့အမလေးဘုန်းကြီးသင်္ကန်းဘယ်လိုလှတာဘယ်လိုမှလှမနေနဲ့သင်္ကန်းယုံတိုင်းကျုပ်ကကျွေးတင်နေတာရှင်းသလားဒီသင်္ကန်းကိုယ့်အကိုချုပ်ဝတ်လို့လည်းမဖြစ်ဘူးဘလောက်ချမ်းသာလို့မှကိုယ့်အကိုဝယ်ဝတ်လို့ရတဲ့မျိုးမဟုတ်ဘူးယဟန်ကသူများလူတာဝတ်ရတယ်ရှင်းသလားအဲ့ဒီလူထားတာဝတ်တဲ့အတွက်ကိုဒါယုံတိုင်းအကျွေးတင်နေတာရှင်းသလားအဲ့ဒီကျွေးကင်းအောင်ကျုပ်မနာရလိုက်ဟောနေတာလို့ရှင်းသလားသဘောပေါက်သလားအဲ့တော့အားလုံးတန်တရားကျွေးတွေတို့မှာကာယကံဝစီကံမနောကံလွဲမားတဲ့အမှုတွေများစွာမလုပ်ခဲ့ကြဘူးအခုလဲမစီစစ်ဖဲလုပ်ရင်အမှားနဲ့အမှန်ဘယ်တဲ့ကများအမှားလုပ်ပြီဆိုကျွေးတင်ပြီกว่าရှင်းသလားကျွေးတင်ရင်တော့အတူတွေးရတော့မယ်ဟမ်အတိုးပေးရတယ်ဆိုတာကိုလှုပ်ထားတဲ့အာကုသိုလ်ကလေးအတွက်အဲ့ဒီအာကုသိုလ်လေးမပေါ်အောင်ဖုံးရဖိရရှောင်ရတိမ့်ရမလုပ်အောင်အဲ့ဒါအတိုးပေးရအဲ့ဒါဘာလို့မကောင်းမှုပြုတဲ့လူဟာလူပုံလေလူလေကောင်သွားလို့တော့ရဲရဲတင်းတင်းသွားရဲမကောင်းမှုပြုထားသူဟာဘယ်တော့မှရဲရဲတင်းတင်းမသွားရဲဘူးမှတ်ထားရှင်းလားလူလိန်တယောက်ကိုလိန်ထားတဲ့အရက်ကိုရဲရဲတင်းတင်းသွားရဲလွတ်လွတ်လပ်လပ်သွားရဲသလားလူတော်လည်းမတိုးတော့ဘူးဟမ်စိတ်ချလက်ချအောင်နေလို့ရသလားဘယ်ချိန်ကဒီဟာကြီးကပေါ်သွားမလဲဟမ်ဘယ်ချိန်ကခိုးသွားတာပေါ်သွားမလဲခိုးထားတဲ့လူရောချမ်းသာသလားလိန်ထားတဲ့လူရောကောင်းတာလှုပ်ထားပြီဆိုမှတော့ဒီမှာအတိုးပေးရတော့မယ်ရှင်းလားဖုံးလိုက်ရဖိလိုက်ရကွယ်လိုက်ရဝက်လိုက်ရပုံးလိုက်ရရှောင်လိုက်ရ